Did you know I saved your note, folded in my wallet? အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ကြီးကန်းဒီအကြောင်းလေ့လာကြရအောင်အင်တာနက်သုံးနေရင်လည်းတခါလေကြားရင်ဟဲ့ဒါတကယ်လားဆိုပြီးအံ့ဩသွားရတဲ့ဇာတ်လမ်းမျိုးတွေတွေ့ခုကြမှာပါအခုပြောပြမယ့်အကြောင်းကလည်းအဲ့ဒီလိုမျိုးပဲကြီးကန်ဒီအကြောင်းဒါပေမဲ့ကျွန်တော်တို့သိနေကြပုံစံမျိုးတော့မဟုတ်ဘူးနည်းနည်းလေးထူးဆန်းပြီးချက်တိထားကြကောင်းတယ်လို့တော့ပြောလို့ရတယ်ကဲဒီမှာကြည့် Reddit မှာတွေ့ခဲ့တဲ့ post တစ်ခုကဘာပြောလဲဆိုတော့ကြီးကန်တွေကလူမျက်နှာတွေကိုမှတ်မိတယ်ပြီးတော့နှစ်တည်းအကြာကြီးအညိုးထားတတ်တယ်တဲ့ဒါတင်မဲကမလဲသူတို့ကိုစိတ်နှောင်းအရစ်ဖျောက်လှုပ်တဲ့လူကိုသူတို့ခလေးတွေကိုပါမုံအောင်ပြန်တင်ပေးသေးတယ်တဲ့ကြားရအနေနဲ့တော့လန့်စရာကြီးနော်ဆိုတော့ဒါကအင်တာနက်ပေါ်မှာပေါက်တဲ့ကြရရှောက်ရေးထားလာလားဒါမှမဟုတ်တကယ်ပဲဒီလိုဖြစ်နိုင်လားကြီးကနေမှအဲ့လောက်စွမ်းရည်ရှိလို့လားကဲအဲ့ဒီစွမ်းနောက်ကမှပါတီရှူလက်စာတစ်ချက်လောက်တူဖို့ကြည့်ကြအောင်ပထမဆုံးအနေနဲ့သူတို့ကမျက်နှာတွေကိုမမိတယ်ဆိုတဲ့အချက်ကိုအရင်ကြည့်အောင်ဟုတ်တယ်လူတစ်ယောက်ချင်းစီရဲ့မျက်နှာကိုမမိနိုင်တယ်တဲ့သူတို့အန်အော်ဖို့ကောင်းတယ်ဘလို့လို့ပြီးဖြစ်နိုင်ပါလဲနော်ဒီအစွမ်းတွေအားလုံးရဲ့အဓိကတော့ချက်ကတစ်ခုပဲရအဲ့ဒါကတော့သူတို့ရဲ့မှတ်ဉာဏ်ပဲဒါပေမဲ့ဒီမှတ်ဉာဏ်ကတာမန်မှတ်ဉာဏ်မျိုးမဟုတ်ဘူးနော်အရန်ကိုအစစ်မြင့်တဲ့မှတ်ဉာဏ်မျိုးရိုးရိုးလေးမှတ်ထားတာထက်အများလေးပိုနဲ့နေတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီအကြောင်းကို Reddit post တစ်ခုထဲမှာရေးထားတာမဟုတ်ဘူးတခြားနေရာတွေမှာလည်းအလားတူပဲပြောထားကြတာတွေ့ရတယ်အဓိကကတော့ကြီးခန်းတွေကလူတစ်ယောက်ရဲ့မျက်နှာကိုနက်နက်ချီပြီးမှတ်မိနေနေဆိုတာပဲအဲ့ဒီစွမ်းရည်ကပဲသူတို့ရဲ့အညိုတေးဇလန်တွေရဲ့အစပေါ့ဒါပေမဲ့ဇလန်ကဒီမှာဒီမပြီးသေးဘူးတကောင်လေးမမိတာကနေနောက်တစ်ဆင့်တက်လာတယ်သူတို့အချင်းချင်းပြန်ပြောပြကြတယ်တဲ့အခုလာမယ့်အပိုင်းကမှတကယ်အံ့ဩဖို့ကောင်းတာအဲ့တော့ဒီအညိုတေးကဘလို့မကူဆက်သွားလဲဆိုတော့အဆင့်ကြီးရှိတယ်ပထမဆုံးကြီးကန်းတကောင်ကိုလူတစ်ယောက်ကသွားဆန်းလိုက်တယ်ဒါမှမဟုတ်အန်ဂျယ်ပြူလိုက်တယ်ဆိုပါစို့အဲ့ဒီကြီးကန်းကအဲ့လူရဲ့မင်းလာကိုမှတ်ချလိုက်ပြီးတာနဲ့သူ့အတန်တွေအမူအရာတွေနဲ့သူ့အုပ်စုကိုအချက်ပေးတော့တာပဲဟေးဒီလူကအန်ဂျယ်ရှိတယ်ဆိုပြီးတော့ပေါ့အန်အောစရာအကောင်ဆိုမှဘာလဲတိလားအဲ့ဒီအုပ်စုတွေကတခြားကြီးကန်းတွေကအဲ့လူကိုတစ်ခါမှမမြင်ဘူးရင်တောင်းအန်ဂျယ်ရှိတဲ့လူအဖြစ်မှတ်သွားကြရောဒါနေမကဘူးသူတို့ရဲ့မျိုးဆက်တွေသူတို့ရဲ့ကလေးတွေကိုပါဒီအကြောင်းကိုပြန်သင်ပေးတဲ့တောင်ကြည့်လိုက်ရင်တော့ဒါကရိုးရိုးမညံ့တက်မဟုတ်တော့ဘူးဆိုတာတွေ့ရလိမ့်မယ်ဒါကမျိုးဆက်တစ်ခုကနေနောက်တစ်ခုကိုတရင်အချက်လက်တွေ lesson ကနေပဲယဉ်ကျေးမှုတစ်ခုလို့ဖြစ်နေပြီကြီးကန်းထဲမှာသူတို့ရဲ့ blacklist စာရင်းကြီးရှိနေပြီးအချင်းချင်း share နေကြလို့ပဲကဲဒီလိုအံ့ဩစရာကောင်းတဲ့အချက်လက်တွေကိုလူတွေသိသွားတဲ့အခါအထူးသဖြင့် Reddit ပေါ်ကလူတွေကြဘလို့တွေတောင်စိတ်ကူးရင်ကြတယ်လဲဆိုတာကြည့်အောင်သိပ္ပံအချက်လက်တန်နေတန်တာကြီးလို့ဇလန်းတွေဖြစ်ဘလို့ပြောင်းသွားလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်အစပိုင်းတော့ရိုးရိုးလေးပါပဲလူတွေကကြီးကန်းတွေကသူတို့ညံကောင်းတဲ့တည့်ဆန်တွေပဲစုပြီးလောက်ပဲမြင်ကြတာဒါကတော့အခြေခံအသည့်တစ်ခုပေါ့ဒါပေမဲ့အဲ့ဒီညံကောင်းတယ်ဆိုတဲ့အချက်လေးနဲ့စပြီးလူတွေရဲ့စိတ်ကူးတွေကတော်တော်လေးလွန့်သွားတော့တာပဲပိုပြီးကြောက်စရာကောင်းတဲ့လမ်းကြောင်းတွေဘက်ကိုရောက်သွားတယ်ဥပမာတယောက်ကအကြံပေးထားတာကြီးကန်းတွေရဲ့အညွှန်းတဲကြောင်းပေါ်ပဲအခြေခံပြီးဟော်ရာရုပ်ရှင်ကြကားရိုက်ရင်တော့တယ်စဉ်းစားကြည့်တော်တော်ကြောက်စရာကောင်းမှနော်ဆိုတော့ဒီမှာအချက်လက်အမှန်နဲ့လူတွေရဲ့စိတ်ကူးရင်ဖန်တီးမှုသားကကွာခြားချက်ကိုတွေ့နိုင်တယ်တစ်ဖက်မှာကကြီးကန်းတွေအမျိုးအသေးထားတယ်ဆိုတဲ့တိပံချက်လက်နောက်တစ်ဖက်မှာကျတော့အဲ့ဒီအချက်ကိုအခြေခံပြီးသူတို့ကတကယ် OG God clay တွေဆိုတဲ့ meme တွေဖြစ်လာတယ်နောက်ပြီး link for ရင်ကြီးကန်းကြိုက်လင့်ငယ်ဆိုတဲ့စကားမျိုးတွေကြီးပေါက်သွားတာပဲတူတူပြောရင်တော့ online ပေါ်မှာကြီးကန်းတွေကပုံစံအမျိုးမျိုးနဲ့နေရာယူထားတယ်တချို့အတွက် horror ကားတွေကလူဆိုးရည်တွေဖြစ်နေတယ်လို့တချို့အတွက်ကျတော့လည်းစိတ်ဝင်စားစရာဇာတ်ကောင်တွေဖြစ်နေပြန်ရောကဲအစောမတက်ခင်မှာတော့ဒီအကြောင်းအရာတစ်ခုလုံးကနေပြီးစဉ်းစားစရာတွေတစ်ခုရှင်းထားခဲ့ရင်တဲ့အဲ့တော့နောက်တစ်ခါလန်ပေါ်ရင်ကြီးကန်းတကောင်ကကိုစိုက်ကြည့်နေတာနဲ့ဂျုံခဲရင်ပေါ့ခဏလောက်တော့စဉ်းစားမိသွားမှာပဲသူကငါ့ကိုအကက်ခတ်နေတာလားသူငါအကြောင်းပါရီမှတ်သွားမလဲပြီးတော့အဲ့ဒီမှန်ညံကိုပူသူတွေစီသူဆက်ပြီးပြောပြသွားမလဲတော်တော်လေးစဉ်းစားစရာပဲနော်